ဒုက္ခဘယ်သူမဆိုတော့ပေါ့နော်လောကမှာဒုက္ခတွေအကျက်တဲတွေဖြစ်လာမှာပဲလေဖြစ်လာတဲ့အခါမှာတချို့လူတွေကဘေးဒင်တွေနက်ခတ်တွေရေတွေရာတွေခြီကြတယ်ပေါ့တပည့်တော်ကဘယ်လိုလဲဆိုတော့ဒီဗုဒ္ဓဘာသာအနေနဲ့ရောဒီကံကောင်းလာအောင်ကံတွေမြင့်တက်လာအောင်ဘယ်လိုမျိုးရေတွေရာလိုပုံစံမျိုးတော့မဟုတ်ပဲမဲ့ကံအဲ့ကုသိုလ်ကံတွေအားကောင်းလာအောင်ဘယ်လိုမျိုးလုပ်တဲ့လဲပေါ့နော်အဲ့ဒါလေးသိချင်ပါရဲ့ရှင်ဗျာကုသိုလ်ကံပုံမှန်ကို၅ပါးသီလဆောက်တည်ပြီးတော့ရသမျှကုသိုလ်လုပ်ရမှာပဲလေကုသိုလ်ကံလုပ်နေရင်ကုသိုလ်ကံဆိုတာကောင်းလာတာပဲလေကောင်းတာလုပ်ရင်ကောင်းတာကံတွေကရနေတာပဲအဲ့တော့ခုနနက်ကိစ္စနဲ့ပြောရမယ်ဆိုရင်နက်ကိုပူဇော်ပတ်သက်လို့ရပါတယ်နော်ကိုပူဇော်ပတ်သက်တာပတ်သက်လို့ရတယ်သူတို့ကိုကူညီစေချင်လို့ပေါ့နော်ကိုယ့်ရဲ့ကိစ္စတွေမှာအောင်မြင်အောင်ကူညီပေးတာလို့ပေါ့ပူဇော်ပတ်သက်လို့ရတယ်ကိုယ်ွယ်လို့မရအောင်တခုရှိတာကနက်တိုင်းကနက်ကလေးကပေါ့နော်လူတိုင်းကိုမဆားလို့ရသလားပေါ့နော်စဉ်းစားဆိုမရအောင်သူကလူမစွမ်းရင်နဲ့လည်းမမနိုင်ဘူးလူစွမ်းမှနဲ့မလို့ရတာနော်သဘောပေါက်လားမသိကို့မှာနက်တွေမဆားတယ်ဆိုတာကကုသိုလ်ကံတွေရှိရတယ်နက်တွေမနိုင်လောက်တဲ့ကို့မှာကံတရားတွေကို့မှာရှိရတယ်နက်ကမဆားလို့ရလို့ချင်းအားလုံးတထေးပြောင်မဆားနေမှာပေါ့နက်တွေကမိုင်းလို့မရဘူးလေသူ့မှာနက်တွေကမဆားလို့ရရမယ်သူ့မှာကံတရားတွေရှိရတယ်ဆိုတာကဒီလူမှာကုသိုလ်ကံတွေရှိတယ်ကုသိုလ်အကျိုးတရားတွေလာနိုင်တဲ့အနေအထားသူရှိတယ်အဲ့တော့အဲ့ဒီကုသိုလ်ကံတွေအကျိုးပေးခွင့်ရလာအောင်အခွင့်အလမ်းတွေသူလုပ်ပေးလို့ရတယ်ဒါမျိုးပဲသူလုပ်ပေးလို့ရတာနော်အဲ့ဒါဆိုတာကနက်ကအားလုံးကိုကောင်းအောင်လုပ်ပေးမပေးနိုင်ဘူးအဲ့လုပ်ပေးနိုင်ပါတယ်ဆိုလို့ရှိရင်မိစ္ဆာဒိဋ္ဌိဖြစ်သွားတာအဲ့ဒီကနေမာနာဟေတုဒိဋ္ဌိလို့ခေါ်တယ်ဖန်ဆင်းခြင်းဝါဒပုံနဲ့ဖြစ်သွားလိမ့်မယ်အကုန်လုံးနက်ကလုပ်ပေးနိုင်တယ်ဆိုလို့ယူဆလိုက်လို့ရှိရင်အဲ့ဒါကိုဖန်ဆင်းခြင်းဝါဒဖြစ်သွားပြီနော်ထာဝရဘုရားသခင်နဲ့နက်ပဲဒါပဲကွာတာပဲရှိတာအတုံးလုံးကနော်အဲ့ဒီတော့အကုန်လုံးကိုနက်ကမဆာပေးနိုင်ပါတယ်ဆိုရင်ဒါလုံးဝမှားတယ်နက်ကမဆာပေးနိုင်တာမဟုတ်ဘူးကို့မှာမဆာပေးလို့ရနိုင်တဲ့အခွင့်အလမ်းရှိမှကံတရားတွေရှိမှနက်ကလုပ်ပေးလို့ရတာဒါကိုနားလည်ထားဖို့လိုတယ်အဲ့နက်ကလုပ်ပေးလို့မဆာဖြစ်တာမဟုတ်ဘူးနော်ကို့မှာရှိနေလို့နက်ကလုပ်ပေးလို့ရတာအဲ့ဒါကြောင့်ကျွန်တော်နက်ကိုကြည့်ပဲအားကိုးနေလို့မရအောင်ကိုယ့်ရဲ့ကံဉာဏ်ဝိရိယတွေကိုလုပ်ရမှာဒါမှနက်ကမပေးလို့ရတာနော်အဲ့ဒါမျိုး